ဟင်းပေါ်မှာတော်တော်များများတွေ့နေရတဲ့အဲ့လိုင်းသားရတွေ့တာသူဆိုတဲ့အထည်နဲ့စတိုးဆိုင်ပိုင်ရှင်အတော်ကြီးကိုဖမ်းသွားပြီလို့ဒီသတင်းကိုသိရတယ်နှိပ်စက်ခံရတဲ့တာမီ2ယောက်ကလည်းဝတ်ကြွေကြီးလာပါတယ်အဲ့ဒီဆိုင်ရှင်အတော်ကြီးကလည်းကံအတစ်ကိုမကောင်းတဲ့ကံအတစ်ကိုပြုတ်လိုက်တာပေါ့ဗျာဒီအဖြစ်ပြက်ကိုကြည့်ချင်းအဖြစ်ဗုဒ္ဓဘုရားရှင်ဟောတာတဲ့ဒီကနိကေတိဝလိထေရာအပါရံတိဝလိထေရာအပါရံမှာဗုဒ္ဓဟောတာတဲ့ဂါထာလေးတစ်ပုဒ်ကိုတွားတတိရတယ်အာဒါတံတာတရူပေနပိယရူပေနအပိယံဒုက္ခံဒုက္ခတရူပေနပမတ္တာမတိဝတ္တတိတဲ့ဒီဂါရရဲ့အနတ္တိပဲဘယ်လိုဆိုလိုထားလဲနံပါတ်1အချက်အာတာတံတာတရူပေနပမတ္တာမတိဝတ္တတိဟောဒီလောကကြီးဟာတာယာဖွယ်ရာနှစ်သက်ဖွယ်ရာရှိတဲ့ရောင်နဲ့တကယ်တော့တာယာဖွယ်ရာနှစ်သက်ဖွယ်ရာတစ်စက်မျှမရှိဘူးဆိုတာကိုလောဘဒေါသမောဟဥစီကိလေသာ10ပါးအကျေပွားတော့1500သောကိလေသာတွေနဲ့ဖုံးလွှမ်းဖိစီနှိပ်စက်ထားတယ်တဲ့အန္တာပုရုဇဉ်တွေနောက်တော့နံပါတ်2အချက်ပိယရူပေနအပိယံပမတ္တာမတိဝတ္တတိတဲ့ဟောဒီလောကကြီးဟာချစ်ခင်ဖွယ်ရာကောင်းတယ်လို့နဲ့တကယ်တော့ချစ်ခင်ဖွယ်ရာတွေ့တာဖွယ်ရာတစ်စက်မျှမရှိဘူးဆိုတာကိုလောဘဒေါသမောဟဥစည်းတဲ့ကိလေသာ10ပါးအကျေပွားတော့1500သောကိလေသာတွေနဲ့ပုရုဇဉ်တတ္တဝါတွေကိုမတိအောင်ဖုံးလွှမ်းဖိစီနှိပ်စက်ထားတယ်တဲ့နောက်တစ်ခါနံပါတ်3ဒုက္ခံဒုက္ခတရူပေနပမတ္တာမတိဝတ္တတိတဲ့ဟောဒီလောကကြီးဟာချမ်းသာခြင်းတရားနဲ့တကယ်တော့ဆင်းရဲအတိဒုက္ခမျှတာရှိတယ်ဆိုတာကိုမသိအောင်လောဘဒေါသမောဟဥစည်းတဲ့ကိလေသာ10ပါးအကျေပွားတော့1500တော့ကိလေသာတွေနဲ့ပုရုဇဉ်တတ္တဝါတွေကိုလွှမ်းမိုးဖိစီနှိပ်စက်ထားတယ်ဒီကာထာကိုပြန်သုံးသပ်ပြီးတော့တံဝေကလည်းရတယ်ပြုတူတဲ့ဖြစ်သူအဟောင်းပေါ့တပ်ပေတတာကမ္မရက